ဘယင်ကြီးဟာတန်ချေတက်နေတဲ့တန်မျက်နှာဖုံးဟောင်းကိုသူ့မျက်နှာပေါ်တက်လိုက်တဲ့အချိန်မှာပဲအသက်ရှူကျလာပြီးချက်ချင်းပြန်ချွတ်လိုက်ပါတယ်။အဲဒီနောက်သူကစစ်သားတွေကိုလွတ်ပြီးသူ့ရဲ့အညွန့်ညီအကိုကိုဖမ်းခိုင်းလိုက်ပြီးအဲဒီတန်မျက်နှာဖုံးကိုသူ့ညီအကိုရဲ့မျက်နှာမှာခတ်ထားဖို့အမိန့်ပေးလိုက်ပါတယ်။ဘယင်ကြီးဟာသူ့ရဲ့အညွန့်ညီအကိုကတနေ့မှာထီးနှန်းကိုချင်းချောက်လာမှာကိုကြောက်တာကြောင့်သူ့ကိုတစ်သက်လုံးအကျဉ်းချထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ညီအကိုဟာအပြင်လောကအကြောင်းကိုအမြဲတွေးတော့ရင်အကျဉ်းအထောင်ထဲမှာနေတိုင်းပိတ်လောင်ခံထားရပါတယ်။အဲဒီနောက်တနေ့မှာတော့ဘုန်းတော်ကြီးတစ်ပါးကသူ့စီကိုလာရောက်လေပတ်ခဲ့ပါတယ်။သူကသူ့အတွက်ဆူတောင်းပေးခြင်းတယ်လို့ပြောပါတယ်။ဘုန်းတော်ကြီးဟာစစ်သားတွေကိုဝေ့ကြည့်လိုက်ပြီးကျမ်းပြင်ပေါ်မှာလူသေးလောင်းတစ်ခုကိုတိတ်တဆိတ်ချထားလိုက်ပါတယ်။အဲဒီအလောင်းမှာလည်းအလားတူတန်မျက်နှာဖုံးကိုတက်ထားပါတယ်။တကယ်တော့ဘုန်းတော်ကြီးဟာသူ့ကိုကယ်တင်ဖို့လာခဲ့တာပါ။သူကစစ်သားတွေကိုခေါ်ပြီးအကျဉ်းသားဟာကူးစက်တဲ့ယောဂဆိုးနဲ့တေဆုံးသွားပြီလို့လိန်ညာပြောဆိုခဲ့ပါတယ်။ယောဂကူးစက်မှာကိုကြောက်လန့်ပြီးစစ်သားတွေဟာအလောင်းကိုချက်ချင်းမိရှို့လိုက်ကြပြီးတကယ်အကျဉ်းသားကိုတော့ထောင်ထဲကနေရှို့ဝှက်စွာခိုးထုတ်သွားခဲ့ပါတယ်။တန်မျက်နှာဖုံးဟောင်းကိုသူနဲ့ထုခွဲဖျက်ဆီးလိုက်ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့သူ့ရဲ့ဖုံးကွယ်ထားတဲ့မျက်နှာဟာဖြည်းဖြည်းချင်းပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုကူညီပေးနေတဲ့စစ်တီတော်၃ယောက်ကတော့သူဟာတကယ်ပဲဘယင်ဖြစ်ဖို့ထိုက်တန်ရဲ့လားဆိုတာမသေးချာခဲ့ကြပါဘူး။အဲဒီနောက်သူဟာရေချိုးတန်ရှင်းတဲ့အဝတ်အစားတွေဝတ်ဆင်ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။လူတိုင်းဟာထိတ်လန့်တုန်လှုပ်သွားကြပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့မျက်နှာဟာတိုင်းပြည်ကိုဖျက်ဆီးနေတဲ့ဘယင်နဲ့အတိအကျတူနေလို့ပါပဲ။အဲဒီအချိန်မှာပဲသူတို့ဟာဘယင်ကိုအစားထိုးနိုင်မယ်ဆိုရင်ပိုမိုကောင်းမွန်တဲ့တိုင်းပြည်တစ်ခုဖြစ်လာနိုင်မယ်ဆိုတာကိုသဘောပေါက်သွားကြပါတော့တယ်။